မင်းကလေးဟာအပြင်သွားရင်အများသုံးတည်ယူပို့ဆောင်ရေးကိုဘယ်တော့မှမစီးပါဘူးဘာလို့လဲဆိုတော့မြစ်တစ်ဖက်ကန်းကူးဖို့အတွက်ဘဲမကြီးကိုစပားနဲ့နှစ်ခတ်ပေးုံနဲ့စီးသွားလို့ရလို့ပါဘဲမကြီးကအရန်ကြီးနေတာမဟုတ်ပဲမင်းကလေးကပဲအလွန်သေးငယ်လွန်းနေတာပါသူမနာမည်ကဘင်ကာတန်လို့ခေါ်ပါတယ်သူမဟာတောနဲ့ကြီးတဲ့ကအိမ်အိုဟောင်းတစ်လုံးမှာတယောက်တည်းနေထိုင်ပါတယ်အပေါက်တွေနဲ့ပြည့်နေတဲ့ဆောင်းစုပ်လေးဟာသူမရဲ့အဖိုးတန်ဆုံးအရာပေါ့သူမရဲ့အဖွားဆုံးပါသွားတဲ့ကကြောကဖဲပြားကျိုးလေးဟာအမြဲတမ်းစောင်းနေခဲ့ပါတယ်သူမဟာနေ့တိုင်းမြို့ကိုအလုတ်သွားလို့ရပါတယ်တယောက်တည်းနေတာဆိုပေမဲ့အိမ်ကထွက်တိုင်းအမြဲတမ်းနောက်လှည့်ပြီးနှုတ်ဆက်တတ်ပါသေးတယ်မြို့ဟာကျေးလက်နဲ့အရန်ဝေးတဲ့အတွက်ဘဲမကြီးကအဲ့ဒီလောက်အထိမကူးနိုင်ပါဘူးဒါကြောင့်ဘင်ကာတန်ဟာဝက်တစ်ချသီးတွေကိုယူပြီးဘတ်စကားမှတ်တိုင်မှာစောင်းရပါတယ်တိတ်မကြခင်မှာပဲငှက်ကြီးတစ်ကောင်ပြန်လာပြီးသူ့မကြောကဖဲပြားကျိုးကိုချိတ်ကကောင်းကင်ဘုံကိုပြန်တက်သွားပါတော့တယ်ဘင်ကာတန်ဟာတကယ်တော့အရန်ကြောက်တတ်ပါတယ်ဒါပေမဲ့ဒါကခီးစည်းအသက်တာဆုံးဖြစ်လို့ရွေးချယ်စရာမရှိပါဘူးငှက်ကိုဝက်တစ်ချသီးတစ်လုံးပေးုံပါပဲမြို့ကိုရောက်တဲ့အခါအလုတ်ခေါ်စာဖုတ်ကြီးမှာလူတွေအပြည့်ပဲဘင်ကာတန်ကသေးလုံးတော့လူကြားတဲ့မတိုးနိုင်ပါဘူးကန်ကောင်းတာကဘယ်သူမှမလုပ်ချင်တဲ့ညစ်ပတ်ပြီးပင်ပန်းတဲ့အလုပ်တွေရှိနေတာပါပဲသူမကအသက်ရှင်ဖို့အတွက်အဲ့ဒီအလုပ်တွေကိုရတနာတစ်ခုလိုအမြန်ယူလိုက်ပါတယ်ဥပမာဖက်နှက်ထဲဝင်ပြီးအနံ့အသက်ပြောက်အောင်လုပ်တာရေခဲတက်တာထဲမှာနေပြီးအစားအစာတွေလက်ဆက်အောင်လုပ်တာဖန်ခွက်ထဲခုန်ဆင်းပြီးတောက်ရည်တန့်စင်ပေးတာဒါမှမဟုတ်ထမင်းအိုးထဲဝင်ပြီးထမင်းနဲ့မွေးအောင်လုပ်ပေးရတာမျိုးတွေပါဒီအလုပ်တွေကအရန်ခက်ခဲပေမဲ့ဘင်ကာတန်ဟာဘယ်တော့မှမငြင်းညူပါဘူးဘာလို့လဲဆိုတော့အလုပ်ပြီးရင်ဘိုက်မစားဖို့အတွက်စံတအိတ်ရလို့ပါဒီနေ့မှာတော့သူမစူးစမ်းတာကိုမြင်ပြီးအလုပ်ရှင်ကစံတွေပို့ပေးလိုက်ပါတယ်ဒီနေ့မှာတော့သူမကိုသူမစုချချင်တာနဲ့ပုံစံလှလှလေးတွေပါတဲ့ဘောင်းဘီတစ်ထည်ဝယ်ဖို့ဆိုင်ကိုသွားပါတယ်ဒါပေမဲ့ဈေးကအရန်ကြီးနေတယ်အိတ်ထဲကပတ်စံမရှိတာကိုကြည့်ပြီးနောက်မှာတော့သူမရှော့ဈေးတန်းကိုသွားခဲ့ပါတယ်အကြာကြီးရှာပြီးနောက်မှာတော့ချစ်စရာကောင်းတဲ့ဘောင်းဘီလေးတစ်ထည်ကိုတွေ့သွားပြီးအရန်ပျော်သွားခဲ့ပါတယ်အိမ်ပြန်ရောက်တော့မှောင်နေပြီမို့မီးမွေးပြီးထမင်းချက်ပါတယ်ဒီနေ့ဆန်တွေအများကြီးရထားတာလေသူမခေါင်းပေါ်မှာတင်ထားတဲ့မီးသွေးတုံးရှည်ကိုလည်းအိုးထဲထည့်ချက်လိုက်ပါတယ်ဒါကတောင်ပေါ်ကခူးလာတဲ့တော်ဟင်းဒီဟင်းရွက်တွေနဲ့အတူထမင်းနံကိုပိုမွေးစေပါတယ်ထမင်းကရိုးရှင်းပေမဲ့အလုပ်ပေးတဲ့သူတွေကိုသူမကျေးဇူးတင်နေခဲ့ပါတယ်အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီးနောက်မှာတော့ဘင်ကာတန်ဟာစောစောအိပ်ရာဝင်ပါတယ်အဖွားရှိစဉ်ကတော့သူမဟာပူပင်ကြောင်ကြမဲ့တဲ့ကလေးလေးတယောက်ပေါ့မိဘမရှိပေမဲ့အဖွားကကောင်းကောင်းဆောက်ရှောက်ခဲ့လို့အဲ့ဒီတုန်းကသူမရဲ့ဖဲပြားကျိုးလေးကဖြောင်းဆင်းနေခဲ့တာပါဒါပေမဲ့ကံကြမ္မာကရက်ဆက်ပြီးအဖွားဆုံးပါသွားခဲ့ပါတယ်ဒါကြောင့်သူမဘဝကိုတယောက်တည်းရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ဘင်ကာတန်ကလောကကြီးကိုပြည့်မတင်ပါဘူးအခက်အခဲတွေကိုဘဝသင်ခန်းစာတစ်ခုလိုပဲသဘောထားတယ်ဘာလို့လဲဆိုတော့ဘဝမှာဘလောက်ပဲနှိပ်ပါပါစေပို့ပြီးတော့ပြုံးပြရမယ်လို့အဖွားကပြောခဲ့ဘူးလို့ပါတစ်ခေါက်ကရတဲ့ဆန်တွေကုံသွားပြန်ပြီးမို့သူမမျိုးကိုအလုတ်သွားလို့ရပြန်တယ်ဒါပေမဲ့ဒီနေ့ကသူမရဲ့မွေးနေ့ပါအိမ်မှာရိုးရှင်းတဲ့အခမ်းအနားလေးကျင်းပပြီးအားအင်ပြည့်နဲ့ထွက်လာခဲ့ပါတယ်ဒီနေ့မှာတော့ဘတ်စကားကနောက်ကျနေပါတယ်ငှက်ကြီးကအလုတ်ရှုံနေလို့လားမသိကြီးကန်းကောင်ကိုပဲလွတ်လိုက်ပါတယ်ဒါပေမဲ့ကြီးကန်းကသူမပေးတဲ့ဝက်တစ်ချတီကသေးလုံးနဲ့ဆိုပြီးသူမကိုတစ်ပင်ပေါ်ရိုင်းရိုင်းဆိုင်ဆိုင်ပစ်ချလိုက်ပါတော့တယ်သူမဟာခေါင်းမူသွားပြီးလမ်းသွားလမ်းလာတယောက်ကိုတိုက်မိသွားလို့အမြန်တောင်းပန်ရပါတယ်အဲ့ဒီမိန်းကလေးကမဆူတဲ့အပြင်ဒဏ်ရာရသွားတဲ့ဘင်ကာတန်ရဲ့ခြေထောက်ကိုဆေးကုပေးခဲ့ပါတယ်ဒါဟာဘင်ကာတန်ရဲ့ပထမဆုံးတငယ်ချင်းချာကိုနဲ့စုံစည်းမှုပါပဲချာကိုကလည်းဘင်ကာတန်လိုပဲသေးငယ်ပေမဲ့အရန်ညံကောင်းပါတယ်သူမကဘင်ကာတန်ရဲ့သပင်စီးကျိုးကိုတိတ်နဲ့ကပ်ပြီးဘင်ကာတန်ကိုကြောပိုးကလူအုပ်ထဲတိုးဝင်ပြီးအလုတ်ခေါ်စာကိုကတ်ယူပေးလိုက်ပါတယ်ဒီလိုနဲ့သူတို့ပိုသက်တာတဲ့အလုပ်တစ်ခုကိုရခဲ့ပါတယ်သူတို့အလုပ်လုပ်တဲ့နေရာမတူလို့လမ်းခွဲခဲ့ကြတယ်အလုပ်ပြီးလို့ဝမ်းသာအားရဆန်အိတ်လေးတဲပြီးအိမ်ပြန်มาတော့ဝါငုတ်တစ်ခုကိုတိုက်မိပြီးဆန်တွေအကုန်မြေကြီးပေါ်ဖိတ်ချကုန်ပါတော့တယ်ဖုံတွေနဲ့ရောကုန်တဲ့ဆန်ကိုစားလို့မရတော့ဘူးဆိုပြီးဘင်ကာတန်လေးဝမ်းနေပြီးမျက်ရည်ကျလာပါတယ်အဲ့ဒီအချိန်မှာခြာကိုရောက်လာပါတယ်သူမကဆန်နဲ့ဖုံတွေကိုခွဲခြားဖို့စကားတစ်ခုယူလာပေးလို့အဆင်ပြေသွားပါတယ်အလုပ်ပြီးတော့ခြာကိုကသူမအိမ်ကိုဖိတ်သွားပါတယ်အိမ်ထဲရောက်တာနဲ့ခြာကိုရဲ့မိသားစုဝင်တွေကမွေးနေ့ဆုတောင်းပေးကြလို့ဘင်ကာတန်လေးတကယ်ကိုစိတ်လှုပ်ရှားသွားပါတယ်တကယ်တော့နေကင်းကလဲကျတဲ့အချိန်မှာဘင်ကာတန်ကိုဘာသာကိုရေးထားတဲ့မွေးနေ့ကလေးကိုခြာကိုကကောက်ရသွားခဲ့လို့အခုလိုအံ့ဩအောင်ပြင်ဆင်ပေးထားတာပါခြာကိုတီထွင်ထားတဲ့ဝါဖျောင်းတိုင်လေးတွေရဲ့အလင်းရောင်ကအခန်းလေးကိုတာမကဘင်ကာတန်ရဲ့အထီးကျန်နေတဲ့နှလုံးသားလေးကိုပါနှွေးထွေးသွားစေပါတယ်ဒီနေ့ကစပြီးသူမတယောက်တည်းမဟုတ်တော့ပါဘူးမွေးနေ့ပြီးတဲ့နောက်တစ်နေ့မှာတော့မိုးတွေအကြီးကျယ်ရွာပါတော့တယ်အိမ်အိုလေးကအမိုးတွေပေါက်နေလို့အိမ်ထဲမှာလည်းအဆူထိုင်းပြီးချမ်းစိတ်နေတာပေါ့နှွေးထွေးအောင်ဆန်အိတ်ထဲဝင်နေရတဲ့အထိပါပဲအိမ်မှာရှိသမျှခွက်တွေနဲ့ရေခံပေမဲ့လည်းမိုးရွာတာကမရက်ပါဘူးအကြာကြီးစဉ်းစားပြီးနောက်မှာတော့အလုပ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဖက်ရွက်ကိုထိလှုပ်ဆောင်ပြီးဖက်နှက်မပါပဲလမ်းလျှောက်သွားပါတယ်မိုးရွာရင်ငှက်ကြီးမလာဘူးလို့စာကတ်ထားပေမဲ့မသွားရင်ငှက်တော့မှမို့လို့သွားဆောင်ကြည့်တာပါငှက်ကြီးကရောက်မလာတော့စိတ်တက်ကြနေတဲ့အချိန်မှာခြာကိုရောက်လာပါတယ်မြို့မှာဒီနေ့ကပိတ်ရက်မှုအလုံးမရှိကြောင်းလာပြောပြပါတယ်သူတို့နှစ်ယောက်ကအစုပ်လေးတစ်စီးထဲမှာမိုးခိုရင်အတိတ်ကြောင်းတွေပြောဖြစ်ကြပြီးပိုပြီးရင်းနှီးသွားကြတယ်နောက်ဆုံးတနင်္လာနေ့ရောက်တဲ့အခါဘင်ကာတန်မြို့ကိုစောစောသွားပြီးအလုပ်ကောင်းတစ်ခုရခဲ့ပါတယ်ခြာကိုရဲ့တီထွင်မှုအသစ်ဖြစ်တဲ့ကျိုးစိမ်းလေးကြောင့်လည်းလူအုပ်ထဲတိုးစရာမလိုပဲအလုပ်ခေါ်စာတွေကိုရခဲ့တာပါဒါပေမဲ့အဲ့ဒီအလုပ်ကတထေးเจ้าမှမို့လို့အဝတ်စားတက်တက်ရရဝတ်လာဖို့အလုပ်သမားကပြောလိုက်ပါတယ်သူမမှာအဝတ်စားသိမရှိတာကြောင့်စိတ်ပူသွားမိတယ်အိမ်ပြန်ရောက်တော့အဖွားမဆုံးခင်ကချုပ်ပေးထားတဲ့အဝတ်စားတစ်လေးကိုထုတ်ကြည့်ပေမဲ့အမျက်တနိုးတင်ထားချင်တာကြောင့်ပြန်ထည့်ထားလိုက်ပါတယ်ဒါကြောင့်ရှိတဲ့အဝတ်စားကိုပဲမြစ်ထဲမှာတွားလျှော်လိုက်ပါတယ်နောက်တစ်နေ့မှာမိုးကထက်ရွာပြန်တယ်ငှက်ကြီးကလည်းမလာတော့ဖက်ရွက်လေးဆောင်ပြီးမြို့ကိုလမ်းလျှောက်သွားရတာပေါ့အဝတ်စားတွေမပေးအောင်တတိထားပေမဲ့လမ်းမှာမြင်းရထားတစ်စီးဖြစ်မောင်းသွားပြီးလှဲပေါ်ကတထေးသမီးကဘင်ကာတန်တကူလုံးရွှွနေပေးသွားတာကိုတတိထားမိသွားပါတယ်ဘင်ကာတန်ဟာညစ်ပတ်ပေရည်စွာနဲ့ကျောင်းကိုရောက်လာလို့ဆီယာမကစူပေမဲ့ကျောင်းဝတ်စုံတစ်စုံတော့ထုတ်ပေးလိုက်ပါတယ်အဝတ်စားလဲပြီးတာနဲ့သူမအလုပ်ကိုအတန်မထွက်အောင်ဂယုတစိုက်လုပ်ကင်ပါတယ်ဘာလို့လဲဆိုတော့စာတင်နေတဲ့ကလေးတွေကိုမနှောက်ယှက်ချင်လို့ပါဒါပေမဲ့ကျောင်းတစ်ခါမှမတက်ဘူးတဲ့ဘင်ကာတန်ဟာစိတ်ဝင်တစားနဲ့စာတင်ခန်းထဲကိုပြတင်းပေါက်ကနေချောင်းကြည့်မိရာကနေအဲ့ဒီတထေးသမီးလေးကတတိထားမိသွားပါတော့တယ်